Unfund Migrant Fund ဆိုတာကတော့ရှေ့ပြောင်းလုပ်သားတွေနိုင်ငံမဲ့သူတွေဒုက္ခသည်တွေနဲ့အခြားလူမှုစီးပွားအခွင့်အလမ်းနည်းပါးသူတွေအပါအဝင်အစိုးရသို့မဟုတ်ပုဂ္ဂလိကကျန်းမာရေးအာမခံမရှိသူတွေအတွက်ဈေးသက်သာပြီးအကျိုးမဲ့မယူတဲ့ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်အောင်ဖန်တီးထားတဲ့စနစ်ပဲဖြစ်ပါတယ်Unfund အသင်းဝင်တိုင်းသည်လစဉ်ကြေးကိုအနည်းဆုံးဘတ်130ပေးသွင်းရပါမယ်။အသင်းဝင်သက်တမ်းရှိနေသမျှအရွေသေးဆက်မိသည့်ခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေကိုထိုင်းနယ်စပ်ခရိုင်တွေမှာရှိတဲ့ Unfund မိတ်ဖက်ဆေးရုံဆေးခန်းများမှာရယူနိုင်မှာဖြစ်ပါတယ်။2025ခုနှစ်အောက်တိုဘာလအထိ Unfund စီမံကိန်းလည်ပတ်နေတဲ့ခရိုင်တွေကတော့ထိုင်းနိုင်ငံအတွင်းတာစာကျော့ကန်ချနဘူရီချင်းရိုင်းသရတ်မဲဟော်ဆောချင်းမိုင်နဲ့ဥပုံရတ္ထာနီတို့ဖြစ်ပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံမြဝတီမြို့နယ်နဲ့ကမ္ဘောဒီးယားနိုင်ငံပွိုင်ပတ်တို့လည်းပါဝင်ပါတယ်။အဆိုပါဒေသတွေအပြင်ထိုင်းနိုင်ငံရှိအခြားဒေသများမှစိတ်ပါဝင်စားသူများကိုလည်းအွန်လိုင်းမှာတဆင့်စီစစ်ပြီးအသင်းဝင်ဖြစ်လက်ခံပေးပါတယ်။လက်ရှိမှာတော့ Unfund ဟာမိတ်ဖက်ဆေးရုံဆေးကမ်းပေါင်း250ကျော်နဲ့ချိတ်ဆက်ထားပြီးအသင်းဝင်များအတွက်လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုတွေကိုပေးနေပါတယ်။ဘယ်သူတွေအသင်းဝင်နိုင်တယ်လဲရွှေ့ပြောင်းလုပ်သားတွေနိုင်ငံမဲ့သူတွေဒုက္ခသည်တွေနဲ့အခြားလူမှုစီးပွားအခွင့်အလမ်းနည်းပါးသူတွေအပါအဝင်အစိုးရသို့မဟုတ်ပုဂ္ဂလိကကျန်းမာရေးအာမခံမရှိသည့်သူများကြားမှာလူကြီးလူငယ်မရွေးအသက်ကန့်သက်ချက်မရှိပါနာတာရှည်ယောဂအခန့်ရှိသူများအနေဖြင့်ပုံမှန်အစီအစဉ်အပြင်ထပ်ဆောင်ပြီးနာတာရှည်ယောဂရှင်အစီအစဉ်ကိုရယူရမှာဖြစ်ပါတယ်အသင်းဝင်ဖို့ဆုံးဖြတ်ချက်ကမိမိဆန္ဒအလျောက်ဖြစ်ပါတယ်အသင်းဝင်အဖြစ်လက်မခံတာမျိုးရှိပါသလားတက်ခိုင်နဲ့မြဝတီမှာနေထိုင်သူကလွယ်ပြီးကျန်ဒေသအားလုံးမှာအသင်းမဝင်မီကိုဝင်ရှိသောအမျိုးသမီးများဆေးရုံတက်နေရသူများဆေးရုံချက်ချင်းတက်ရခံပြီးသို့မဟုတ်ဆေးရုံမဖြစ်မနေတင်ကိုတင်ရမည့်ယောဂအခန်းရှိသူများအသင်းမဝင်မီကင်ဆာယောဂရှိသူများဖဲစိတ်ရန်သို့မဟုတ်ဆေးရုံတင်ရန်လိုအပ်သည့်မွေးရပါကိုအင်္ဂါချိုးတဲ့သူများချွင်းချက်မပြင်းထန်သောကိုလက်အင်္ဂါချိုးတဲ့သူများကိုတဦးချင်းစီUnfundကျန်းမာရေးတာဝန်ခံမှစီစစ်၍အသင်းဝင်အဖြစ်လက်ခံပေးခြင်းမျိုးရှိနိုင်ပါတယ်Unfund ဘလို့လဲပတ်တယ်လဲအသင်းဝင်များအနေဖြင့်လစဉ်အသင်းဝင်ကြေးကိုသတ်မှတ်ထားသောUnfundစီစဉ်များပေါ်မူတည်ပြီးပေးဆောင်ရပါမယ်Unfundရုံးသို့မဟုတ်Unfundဝန်ထမ်းရှိသောဒေသများတွင်Unfundကွင်းစင်းဝန်ထမ်းများမှလုံခြုံစိတ်ချရသောUnfund application ကိုတပ်ပလက်များအသုံးပြုပြီးအသင်းဝင်မှတ်ပုံတင်ခြင်းများကိုပြုလုပ်ပေးပါတယ်အသင်းဝင်တိုင်းသည် QR code ပါသည့်ကပ်ပြားလေးရရှိမှာဖြစ်ပြီးထို QR code ကိုမြည်သည့်ဖုန်းတပ်ပလက်နှင့်မဆိုစကန်ဖတ်ကြည့်ပါကdigital အသင်းဝင်ကတ်ကိုမြင်ရမည်အသင်းဝင်များနာမကျန်းဖြစ်ပါကUnfundမိတ်ဖက်ဆေးရုံဆေးကမ်းများသို့တွားရောက်ပြသသည့်အခါတိုင်းUnfund QR ကတ်ပြသရန်လိုအပ်ပါတယ်မိတ်ဖက်ဆေးရုံမှတာဝန်ရှိသူက QR code ကိုစကန်ဖတ်၍အသင်းဝင်သက်တမ်းရှိသူများကိုကျန်းမာရေးဝန်ဆောင်မှုအခမဲ့ပေးမည်ဖြစ်ပြီးကုန်ကျစရိတ်များကိုသက်ဆိုင်ရာဆေးရုံဆေးကမ်းသို့Unfundမှဓာတ်ရိုက်ပေးဆောင်မည်ဖြစ်သည် QR code ကိုဖုန်းသို့မဟုတ်တပ်ပလက်ဖြင့်စကန်ဖတ်လိုက်သည့်အခါပေါ်လာမည့်digital အသင်းဝင်ကပ်ပြားကတ်ကိုအသင်းဝင်ကိုယ်တိုင်လည်းမိမိ၏အကျိုးခံစားခွင့်သုံးစွဲပြီးပမာဏလက်ကျန်ပမာဏနှင့်နောက်ထပ်အသင်းဝင်ကြေးပေးရမည့်ရက်စွဲစသည်တို့ကိုအချိန်မရွေးစစ်ဆေးကြည့်နိုင်ပါတယ်အသင်းဝင်ကြေးစတင်ပေးသွင်းသည့်နေ့မှရက်30ပြည့်သည့်နှင့်အကျိုးခံစားခွင့်များကိုစတင်ရရှိမည်။စောင့်ဆိုင်ကာလရက်30အတွင်းထွင်းချက်များအနေဖြင့်အရေးပေါ်ကျန်းမာရေးအခြေအနေနှင့်မတော်တဆမှုများကိုသာUnfundမှတာဝန်ယူပေးပါသည်။အသင်းဝင်ကြေးပေးရန်ပြက်ကွက်၍သက်တမ်းကုန်ဆုံးပြီးမှပြန်လည်ဝင်ရောက်လိုပါကစောင့်ဆိုင်ကာလရက်60သတ်မှတ်ထားပါတယ်။ကျိုးခံစားခွင့်နှင့်ထပ်တိုးအစီအစဉ်များUnfund ၏လက်ရှိမူဝါဒ50အရာစီစဉ်များနှင့်၎င်းတို့၏အကျိုးခံစားခွင့်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။စီစဉ်1ခြေခံအစီအစဉ်အသက်50အောက်နေကောင်းကျန်းမာများအတွက်တစ်လလျင်တဦးအတွက်ဘတ်130ထည့်ဝင်ရပါမယ်။စီစဉ်2ကျောင်းသားကျောင်းသူအစီအစဉ်ကျောင်းများတွင်အသက်18နှစ်အောက်ကျောင်းသားကျောင်းသူများအတွက်တစ်လလျင်တဦးအတွက်ဘတ်100ထည့်ဝင်ရပါမယ်။စီစဉ်3တက်ကြီးအစီအစဉ်အသက်50နှစ်အထက်နေကောင်းကျန်းမာသူများအတွက်တစ်လလျင်တဦးအတွက်ဘတ်230ထည့်ဝင်ရပါမယ်။စီစဉ်4ရက်ကွက်ကိုဝင်ဆောင်အစီအစဉ်Unfundအသင်းဝင်ဖြစ်6လပြည့်ပြီးတဲ့
နောက်တွင်စတင်လွယ်ရသောအသင်းဝင်အမျိုးသမီးများအတွက်တစ်လလျင်တဦးအတွက်ဘတ်330ထည့်ဝင်ရပါမယ်အစီအစဉ်ကနာတာရှည်အစီအစဉ်နာတာရှည်ယောဂရှိသူများအတွက်တစ်လလျင်တဦးအတွက်ဘတ်330ထည့်ဝင်ရပါမယ်အစီအစဉ်6 NGO ကိုဝင်ဆောင်အစီအစဉ်တက်ခရိုင်နဲ့မြဝတီမြို့နယ်အတွင်းနေထိုင်ပြီးကိုဝင်ရှိပြီးမှအဖန်အသင်းဝင်လိုပါကကိုဝင်28ပတ်အောက်ဖြစ်ရင်အသင်းဝင်ခွင့်ရရှိမည်ဖြစ်ပါတယ်အသင်းဝင်ကြီးအဖြစ်စုစုပေါင်းဘတ်3000ကိုမမွေးခင်အပြည့်ပေးရှိရပါမယ်အဖန်မှာကျိုးခံစားခွင့်ဖြစ်ပြင်ပလူနာနဲ့အတွင်းလူနာနှစ်ခုပေါင်းအနေဖြင့်တစ်နှစ်လျင်ဘတ်9000အထိသတ်မှတ်ပေးထားပါတယ်ထပ်တိုးအစီအစဉ်ဖြစ်ပြီးနာတာရှည်တက်ကြီးကိုဝင်ဆောင်အသင်းဝင်များအနေဖြင့်အသက်50အောက်နေကောင်းကျန်းမာတဦးသို့မဟုတ်2ဦးကိုပူးတွဲအသင်းဝင်ဖြစ်ခေါ်ဆောင်ပေးရပါမယ်အန်ဖာစီမံကိန်းမရှိသောဒေတာများမှစိတ်ဝင်စားသူများအတွက်အွန်လိုင်းအသင်းဝင်ခြင်းအန်ဖာစီမံကိန်းမရှိသောဒေတာများတွင်နေထိုင်သောရွှေ့ပြောင်းလုပ်သားပြည်သူများအနေဖြင့်အွန်လိုင်းမှလည်းအန်ဖန်ကိုဆက်သွယ်စီရင်ပေးသွင်းနိုင်ပါတယ်ထိုအသင်းဝင်များသည်မိမိတို့၏အသင်းဝင်လစဉ်ကြေးကိုဗန်မှတွဲပို့ပေးနိုင်ပါတယ်အန်ဖန်ရဲ့မိဖက်ဆေးရုံဆေးခန်းများ QR code ကိုစကန်ဖတ်ပြီးအန်ဖန်ရဲ့မိဖက်ဆေးရုံဆေးခန်းများစီရင်ကိုဖတ်ရှုနိုင်ပါတယ်2025ခုနှစ်အောက်တိုဘာလအထိအသင်းဝင်3သိန်းကျော်မိမိဆန္ဒအလျောက်အသင်းဝင်ခဲ့ပြီးပြင်ပလူနာကုသမှုအကြိမ်ရေပေါင်း3,500,000ကျော်အတွင်းလူနာကုသမှုအကြိမ်ရေပေါင်း2,000ကျော်ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်FN အကြောင်းပုံမသိရှိလိုပါက FN Line account @FN ကိုဆက်သွယ်၍မေးမြန်းနိုင်တယ်လို့ FN website ကိုလည်းဝင်ရောက်လေ့လာနိုင်ပါတယ်ကျန်းမာရေးသည်သူ့ခွင့်ရေးမဖြစ်စေပဲလူတိုင်းရပိုင်ခွင့်ဖြစ်စေရန်ကျွန်ုပ်တို့ဆောင်ရွက်ပါမည်